မြန်မာနိုင်ငံကိုအမေရိကန်ကလည်းအဆုံးစွန်ထိအခုထိမပိတ်ဆို့ဘူးဗျာဒီလားပြောချင်တာအီရန်ကိုပိတ်ဆို့သလိုမြောက်ကိုရီးယားကိုပိတ်ဆို့သလိုအမေရိကန်ကလည်းမလုပ်ဘူးပြဿနာအဲ့ဒီပြဿနာဗျာအားလုံးပဲမင်္ဂလာပါအားလုံးမြန်မာရှင်တွေမှာကြိုဆိုပါတယ်နေ့စဉ်နိုင်ငံရေးသတင်းတွေကိုတင်ပြတော့မှာမို့ subscribe လုပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတော်အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့အမေရိကန်နိုင်ငံကအဆုံးစွန်ထိကျွန်တော်တို့နိုင်ငံကိုမပိတ်ဆို့ဘူးဗျာဥရောပလည်းဒီတိုင်းပဲအော်မြန်မာနိုင်ငံကိုပိတ်ဆို့လို့ရတဲ့နေကမင်းအောင်လှိုင်တို့စီးပွားရေးလုပ်လို့မရအောင်အကုန်လုံးပိတ်ဆို့လိုက်လို့ရတယ်ဗန်အဓိကတော့မြန်မာနိုင်ငံဗဟိုဘဏ်နဲ့အမေရိကန်နဲ့ကမ္ဘာကြီးကိုငွေကြေးသုံးလဲလို့မရအောင်အမေရိကန်ဒေါ်လာတွေသုံးခွင့်မရှိအောင်เนาะတော့အမေရိကန်ကိုကုန်သွယ်နေတဲ့စင်ကာပူမလေးရှားထိုင်းအိန္ဒိယကိုအမေရိကန်ကပိတ်ဆို့မယ်လို့ပြောတာမျိုးတွေလုပ်လိုက်ရင်မင်းအောင်လှိုင်တို့ပြဆင်းသွားမှာအဲ့လောက်ထိမလုပ်ဘူးအဲ့ဒါအရှိတရားပဲရုရှားကလည်းသူတို့အဲ့လောက်ထိမလုပ်သေးဘူးနောက်ဆုံးစစ်ကြံနေသေးတယ်အခုမှသူတို့ကဘန်ဒါရေးလုပ်မယ်ပါညာဒါပေမဲ့ကြံနေသေးတယ်ဟိုပြောချင်တာကဗျာအဲ့ဒီလောက်အဆင့်ရဖို့အတွက်လူတွေသန်းနဲ့ချီပြီးတည်ထားပြီအဲ့ဒါလဲသူတို့ကစဉ်းစားပုံကတမျိုးစဉ်းစားတာပေါ့နော်အဲ့တော့ဟိုမြန်မာနိုင်ငံမှာဆိုရင်ရှင်းပြောရင်မြန်မာနိုင်ငံဘဏ်ကိုပိတ်ပလိုက်ရမှာတော့မြန်မာနိုင်ငံမင်းအောင်လှိုင်တို့နဲ့စီးပွားရေးလုပ်တဲ့နိုင်ငံတွေကတွေအားလုံးကိုပိတ်ဆို့ပလိုက်ရမှာရွေးခိုင်းရမှာပေါ့နော်ဒါပေမဲ့အဲ့လိုကိုအမေရိကန်ကမရွေးဘူးအဲ့တော့လက်နဲ့ထောက်ပံ့စရာတော့မလိုပါဘူးရုရှားကသူနိုင်အောင်မတိုက်နိုင်တာမဟုတ်ပါဘူးမနိုင်တာပါဘာကြောင့်လဲဆိုတော့ဒီယူကရိန်းစစ်သားတွေကိုမြေပြင်မှာသူတို့မနိုင်ဘူးဗျအဲ့တော့နော်ရုရှားရဲ့ဒီတင့်ကားတွေဒုံးကျည်တွေကိုယူကရိန်းကပစ်ချနိုင်တဲ့လက်နက်တွေကိုဥရောပတစ်ခုလုံးကဝိုင်းပေးထားတာအမှန်ကတော့ယူကရိန်းကိုလက်နက်တွေအများကြီးပေးထားပြီးသားအဲ့တော့အဲ့ဒါကြောင့်ဟိုဘယ်လိုလက်နက်ချင်းမျှနေတဲ့ခါကျတော့ရုရှားကသူလှုပ်ချင်တယ်လှုပ်လို့မရဘူးအဲ့တော့သူတစ်ခုပဲလှုပ်လို့ရတယ်အရက်သားမြောင်းလိုက်လို့သူလို့အရက်သားတွေစေးရုံတွေကိုသူက6တဲ့အနေနဲ့မြို့တွေကိုဘုံလိုက်ကျဲနေတာမျိုး drone တွေတက်လာတော့အဲ့ဒါကိုလေယူကရိန်းကပစ်ချနေတာပဲဒါပေမဲ့သူ့ဘက်ကတက်လာတဲ့ drone တွေကအများများတော့အကုန်လုံးပြစ်မချနိုင်ဘူးပေါ့ဗျာပြောချင်တာကဗျာဟိုသူသုံးတဲ့ drone ကအီရန် drone ဆိုရင်ဟို drone တစ်ခုဒေါ်လာ1000ပဲတန်တယ်ဒါပေမဲ့ယူကရိန်းကပစ်ချတဲ့အဲ့ဒီ drone ကိုပစ်ချတဲ့လက်နက်ကဒေါ်လာ1000လောက်တန်နေတယ်ဒေါ်လာ1000လောက်တန်နေတယ်အဲ့ဒါမျိုးနဲ့ယူကရိန်းကိုရုရှားကဟိုယူကရိန်းလက်နက်တွေကိုကုန်ကျစရိတ်များအောင်ဖြုံးနေတာအဲ့ဒီပြဿနာဗျာပြောချင်တာကယူကရိန်းနိုင်ငံကသူ့ရဲ့ကောင်းကင်ရံတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်တဲ့လေကြောင်းရံကာကွယ်ရေးစနစ်နည်းပညာမရှိဘူးရုရှားကရှိတယ်ရုရှားကမော်စကိုကိုယူကရိန်းကပြစ်ဖို့ကြိုးစားရင်အများကြီးပြစ်ချနိုင်တယ်ရုရှားကအဲ့ဒါလေးတွေတော့ကွာတာပေါ့နော်ရွှေဈေးကားဈေးဒေါ်လာဈေးတွေကတော့မြန်မာနိုင်ငံမှာဝယ်လူအားနဲ့ပစ္စည်းနဲ့မမျှရင်တော့ဈေးတက်မှာပဲလေမတ်ဝေဒေါ်လာတန်ဖိုးလဲထုံဒီလေကောင်ဈေးကျမှာပဲလေအဲ့တော့ကမ္ဘာရွှေဈေးကလည်းတက်နေတာပဲလေအဲ့တော့အဲ့ဒါတွေအားလုံးကိုစဉ်းစားကြည့်ရင်တော့ဟိုမြန်မာနိုင်ငံကိုလွတ်လွတ်လပ်လပ်ကားတွေပြန်တွင်းလို့ရတဲ့ရွှေခစ်ကိုပြန်ရောက်မှဒီကားဈေးတွေကပြန်ကျမှာပေါ့နော်မဟုတ်ရင်တော့ပြည်တွင်းမှာရှိတဲ့ဒီကားတွေကိုပဲပတ်ပြီးတော့ပုံနာပြောင်းသွားတာလက်ပြောင်းလွတ်လုပ်တယ်ဆိုကစားတဲ့ပုံစံနဲ့ပဲဈေးကမကျဘူးဖြစ်မှာပေါ့ဒါကတော့အရှိတရားဖြစ်နိုင်ပါတယ်ရှိတရားပဲလို့ပြောရမှာပေါ့အဲ့တော့အေးစစ်စစ်ပါဘူးအိမ်မှာအေးစစ်ပဲအခုအေးစစ်စစ်မိကုန်းနေမိလို့ရတယ်အခုဒီနေ့ပြောရတဲ့အကြောင်းအရာထဲမှာမိကုန်းပေါ့နော်ဒီနေ့ပြောရတဲ့အကြောင်းအရာထဲမှာ
ယူကရိန်းနဲ့ရုရှားမှာရုရှားကဘာကြောင့်မနိုင်တာလဲယူကရိန်းကကောနိုင်အောင်တိုက်နိုင်သလားဆိုတဲ့မိကုန်းကိုမေးမယ်ဆိုရင်ဥမာကျွန်တော်ဒီနေ့ရှင်းပြသွားတဲ့အထက်မှာရုရှားမနိုင်လို့မနိုင်တာမှန်ပါသလား yes or no ပတ်စံရှာလို့မလောက်ဘူးကျွန်တော်လည်းမလောက်ဘူးပတ်စံကျွန်တော်လည်းနေ့တိုင်းရှာတယ်မလောက်ဘူးပတ်စံရှာမလောက်တာတော့လူတိုင်းပဲလေရှာလို့မလောက်အဲ့ဒါမှန်ပါကျွန်တော်လည်းပတ်စံရှာတာမလောက်ပါဘူးNUG ကKNU ကစခန်းတွေအလုံးကုန်ရေးတာသူကတော့လွတ်လပ်တဲ့ကရင်ပြည်နယ်ဖြစ်ပြီပေါ့ဗျာเนาะဒါသူစစ်တပ်လည်းပြန်လာဖို့မလွယ်တော့အရင်လိုစစ်တပ်ကလောလောကူကူနဲ့လက်လွတ်တဲ့စခန်းတွေပြန်မလာနိုင်တော့ဘူးဗျာအဲ့ဒါကိုလူတိုင်းသိတယ်ဗျာသိလားအဲ့ဒါကိုလူတိုင်းသိတာဖြစ်တဲ့အတွက်အရင်လိုလွတ်လပ်မလာနိုင်တော့ဘူးဆိုတာလူတိုင်းသိတာဖြစ်တဲ့အတွက်KNU ကသူရရင်သူရပြီပေါ့ဗျာဒါပေမဲ့အဲ့ဒါနဲ့တော့မင်းအောင်လိုင်းမကြဆုံးဘူးမင်းအောင်လိုင်းကြဆုံးဖို့ကတော့ကျွန်တော်တို့ပြည်မမှာပြပြသားသားတိုက်မှာရမှာဟုတ်တယ်မဟုတ်လားအဲ့တော့ KNU ကတော့ဖားကြီးတော့လွတ်မြောက်မှာပါငကူကလည်းဖားကြီးတော့လွတ်မြောက်ထားပြီးသားပေါ့ဒါပေမဲ့အဲ့ဒီဖအံမြဝတီကားလမ်းကိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်မြဝတီကိုသူတို့ဖြတ်ပေါက်နိုင်မလားဖအံကိုသိမ်းနိုင်မလားကျွန်တော်ထင်တော့ဖတ်တီတို့ကဖအံကိုမသိမ်းလောက်ဘူးလွတ်ထားအောင်အဲ့တော့သူတက်မှ1ကနေ9ကိုသူတက်မှ9ခုကိုသူရအောင်ယူမဲ့သဘောရှိတယ်အဲ့တော့ကျွန်တော်တို့ရဟရင်ဘယ်နှစီးပြစ်ချပြီးပြီလဲသိတဲ့လူများရှိရင်ဖြေပေးပါဦးโอเคအင်းစိန်မှာသူတို့ရဲ့ KNU ဌာနရှိဖြစ်တဲ့ KNDO ပေါ့နော်အဲ့ဒါကိုပြန်လုပ်မယ်ဆိုရင်ကြောင်းတာပေါ့ကျွန်တော်တို့ကတော့ကြိုက်တယ်ရန်ကုန်ကို KNU ပြန်သိမ်းတာကိုကျွန်တော်တို့ကြိုက်တယ်ရန်ကုန်ကိုလည်း KNU ပြည်နယ်ထဲထည့်လိုက်တာကိုလည်းကြိုက်တယ်မန္တလေးပလောကနေပြီးတော့ရန်ကုန်ကိုရွှေ့လာရင်လည်းကြိုက်တယ်အဲ့တော့အပြောမဟုတ်ဘူးလက်တွေ့ပါတီလိုလုပ်ပေးဖို့လိုတယ်ဒီနေ့2စီးกินလိုက်ပြီလေတနိုင်ငံလုံးမှာကျွန်တော်တော်လိုင်းစားတဲ့ရဟရင်ပဲ2စီးกินပြီးပြီလေပေါ့အနည်းဆုံး6စီးနဲ့10စီးကြားတယ်နော်အဲ့တော့ဖြူဟာမူးဘယ်နဲ့ရောက်ကျွန်တော်တို့မိထားပြီးပြီလေသိတဲ့လူများရှိဖြေပေးပါဖြူဟာမူးပေါ့နော်ဖြူဟာမူးဘယ်နဲ့ရောက်ကျွန်တော်တို့ချိန်မုံထားနိုင်ပြီလေတိုင်းမူးဘယ်နဲ့ရောက်ချိန်မုံထားနိုင်ပြီလေတက်မမူးဘယ်နဲ့ရောက်ချိန်မုံထားနိုင်ပြီလေမိထားပြီးပြီလေချိန်မုံထားပြီးပြီလေစစ်တုပ်ပန်းမိထားတာလေပြီးတော့စစ်ကောင်စီဆက်သားဘယ်နှယောက်ကျွန်တော်တို့ချိန်မုံပြီးပြီလေ1000လား1000လား1000လားဘုံမူးဆိုတာဘာမှဆိုတာဘုံမူးကိုပြောတာပါအဲ့တော့ဘုံမူးဆိုတာဘာမှဆိုတော့ဘုံမူးပေါ့နော်ဗမော်လဲပြောချင်ပြောလို့ရတာပေါ့ကျွန်တော်တို့က
တော့သူဘယ်နှစ်ယောက်ပဲပြန်စားထုတ်လေအရင်တုန်းကကျွန်တော်တို့တယောက်မှမချေမုန်းနိုင်ဘူးလေအခုဆိုရင်ကျွန်တော်ဖမ်းပြီးပြန်လွတ်ပေးတာကတော့ဒါသူတို့ကဒီအဓိကတော့ကိုးကန့်ပေါ့သူတို့ကအရှိကိုဆက်ဆံတာပေါ့ဗျာဒါကိုးကန့်လုပ်လိုက်တဲ့ကိစ္စပေါ့နော်အခုကျွန်တော်တို့ဘက်ကတော့ပြန်မလွတ်ပါဘူးအေးလည်းပြန်မလွတ်ပါဘူးကိုးကန့်ဒါလုပ်လိုက်တဲ့ကိစ္စပေါ့ကိုးကန့်ကငကိုတည်းကသူတို့ပြန်လွတ်လိုက်တဲ့အခုလည်းသူတို့လည်းပြန်ပေးလိုက်တာပဲဒါကိုးကန့်ရဲ့မယိုးသားမှုတွေပေါ့နော်အဲ့တော့သူတို့ဘက်ကစစ်သားဘယ်လောက်ရှိမှထင်လဲကျွန်တော်တို့ဘက်ကစစ်သားဘယ်လောက်ရှိမှထင်လဲသူ့ဘက်ကိုပဲအကုန်ပေါင်းမှာပေါ့ဗျာကျွန်တော်တို့ဘက်ကတိုင်းသားတွေပါပေါင်းမှာပေါ့အဲ့တော့သူတို့ဘက်ကစစ်သားသသိန်းရှိသလားကျွန်တော်တို့ဘက်မှာရောသသိန်းရှိသလားပေါ့အဲ့တော့သူတို့ဘက်ကိုသွားမဲ့စစ်သားအသစ်တွေနောက်ထပ်9000သသိန်းကအစင်သင်းစောင့်နေကြတာပေါ့ပြည်မတွေမှာဥပမာရန်ကုန်မန္တလေးမော်လမြိုင်ပဲခူးအေရဝတီမှာထိုင်ဆောင်နေသူတို့လာဖိုင်းရင်လိုက်ရတော့မှာလေအဲ့တော့ကျွန်တော်တို့ဘက်ကကောအဲ့လိုအသစ်ဝင်မဲ့လူရှိသလားပေါ့ဒါမျိုးတွေကတော့မေးစရာရှိပါတယ်အရေးကြီးဆုံးကသူတို့ဘက်ကတက်ရင်ဘယ်နေရင်ကိုကျွန်တော်တို့ကချေမုန်းလိုက်နိုင်ပြီလေကျွန်တော်တို့ဘက်ကတက်ရင်ဘယ်နေရင်ကိုသူတို့ကပြန်ချေမုန်းနိုင်တယ်လေဒီနေရာမှာမေးစရာမေးခွန်းတစ်ခုရှိတာကကျွန်တော်တို့ဘက်ကတက်ရင်အလိုက်ရှုံးတာကြားဘူးပါလားရှိလားတိုင်းရင်းသားတွေပဲဖြစ်ဖြစ် PDF တွေပဲဖြစ်ဖြစ်ပကဖတွေပဲဖြစ်ဖြစ် NUG MOD ဖြစ်ဖြစ်ကျွန်တော်တို့ဘက်တက်ရင်တရင်လုံးပြုတ်သွားတယ်ဆိုတာရှိပါလားရှိကိုရှိခဲ့လားဘယ်တိုက်ပွဲတွေမှာရှိတာရှိခဲ့ဘူးလေကျွန်တော်တို့ဘက်ကတက်ရင်တရင်လုံးပြုတ်သွားတာတက်ရင်တရင်လုံးကြဆုံးသွားတာရှိပါသလားတိုင်းသားအရာဦးများအပါဝင်ပေါ့ပြီးတော့ဘာကြောင့်ကျွန်တော်တို့ရဲ့ PDF တွေ APDF တွေကိုဇွဲတို့ပေါ့ Justice Soldier တို့96 Soldier တို့ကနတော့ကဘုံနဂါတို့ပါဝင်ပေါ့နောက်တခြားကိုကြာကြီးတို့ဘာတို့ညာတို့ပေါ့ဗျာအခုဆိုရင်ဒီပကုတ်ကူကအဖွဲ့တို့ရေစကြိုကအဖွဲ့တို့စကိုင်းအဖွဲ့မြိုင်အဖွဲ့ပလဲအဖွဲ့ပေါ့ရွှေဘိုးအဖွဲ့အခုဆိုရင်နတ်သလင်းအဖွဲ့ဖြူအဖွဲ့ရွှေချင်းအဖွဲ့ပေါ့နော်